မင်္ဂလာပါရှင်ကျမက Hinted Diary Page မှာမေဖြစ်ပါတယ်မေဒီနေ့ပြပြချင်တာကတော့ကင်းမွန်တီကျော်လေးကိုဘယ်လိုချောမလဲဆိုတာပြပြပေးချင်ပါတယ်ရှင်ကြည့်ရှုလိုက်ကြရအောင်နော်မေဒီတစ်ခါကင်းမွန်တီလေးကိုတောချက်လေးချက်ပြမှာဖြစ်ပါတယ်နော်ကင်းမွန်တီလေးတွေကိုမေမလှီးပါဘူးနော်ကြွလေးတွေကိုထည့်ပါတယ်ပြီးတော့အခုပုံပါအတိုင်းကျမငရုတ်စုံလေးနဲ့ထုလိုက်ပါတယ်ရှင်အဲ့မှာအထဲထဲမှာအစီလေးတွေပေါ့နော်အဲ့ဒီအစီလေးတွေကွဲယုံလောက်လေးကိုကျွန်မထုတ်လိုက်ပါတယ်နော်အဲ့တော့ကျွတ်ကိုနှစ်ထပ်ထည့်ပါတယ်ဘာလို့လဲဆိုတော့ကွဲပါတယ်ရှင်ကျွတ်ကနှစ်ခါသုံးခါလောက်လုပ်ပြီးဝိုင်းကွဲပါတယ်ပြီးသွားပြီဆိုရင်တော့ကျမတို့ရေလေးကိုတေချာဆေးပေးပါမယ်ဘယ်လိုဆေးမလဲဆိုရင်ကျမတို့စားတေချာထည့်မယ်နော်အဲ့ထဲကိုစားထည့်မယ်ရေနိုင်ထည့်မယ်ပြီးရင်အဲ့ထဲကအစီလေးတွေထွက်လာတဲ့အထိကျမတို့တေးသေးချာချာလေးဆေးပေးရပါမယ်ရေကို4-5ရေလောက်လဲဆေးရပါမယ်နော်မေအခုဆေးပြနေပါရှင်အဲ့ဒီမှာနောက်ဆုံးရှည်တွေမှာလေအနည်းအရွယ်လေးတွေထွက်လာတဲ့အထီကိုပြအောင်ဆေးပါနော်ဖြည်းဖြည်းချင်းဆေးပါတချို့ကျတော့လေဒီလိုချိန်မျိုးမှာစကားလေးနဲ့တိုက်ဆေးလို့ရပါတယ်နော်ကျမတော့စကားလေးမသုံးထားပါဘူးရှင်ဒါကတော့တောချက်ကလေးပုံစံမျိုးလေးပဲချက်မှာဖြစ်တဲ့အတွက်ကြောင့်ကျမကဒီတိုင်းလေးပဲထုထားတာပါနော်မလီးတာပါဘူးနော်ကျွတ်လေးတွေကိုဒီတိုင်းထုရဲဆိုရင်ကွာဒီအစိလေးတွေအပြင်ဘက်ကိုဆင်နေပေါ့နော်အဲ့တော့မေကကျွတ်တွေကိုထည့်ပြီးတော့ထုလိုက်တာဖြစ်တော့အစိလေးတွေကဒီအတွင်းထဲမှာပဲဖြစ်နေမှာပြင်ဘက်တွေကိုရှောက်မစင်တော့ဘူးပေါ့နော်အဲ့လိုမျိုးလေးတေးချလေးဆေးပေးပါနော်ကိုတေချာလေးတစ်ခုချင်းစီဆေးလိုက်ဘေးကိုဖယ်ထဲလိုက်တစ်ခုချင်းစီဆေးလိုက်ဘေးကိုဖယ်ထဲလိုက်လေးတေချာလောက်ပါနော်တွေ့ရနော်မေအခုပုံထဲမှာအဲ့လိုအစည်းလေးတွေထွက်လာတာပန်းရောင်အစည်းလေးတွေအဲ့လိုအစည်းလေးတွေထွက်လာအောင်လုပ်ရမယ်နော်ဘာဖြစ်လို့လဲဆိုတော့ဒီအသီးကအစည်းများတဲ့အသီးပေါ့နော်အစိတွေလည်းရမ်းများပါတယ်ရှင်အဲ့အတွက်ကြောင့်ကျမတို့ကဒီလိုပုံစံမျိုးလေးဆေးမယ်ဆိုရင်ပို့ပြီးအဆင်ပြေပါတယ်ဒီမှာအများကြီးပါနော်အဲ့ဒါအကုန်လုံးတွန်ပြရပါမယ်နော်3-4ထပ်ဆေးပါနော်တက်နိုင်4-5ထပ်ဆေးလည်းရပါတယ်ဒါကတော့မေနောက်ဆုံးတန့်စင်ပြီးသားပေါ့နော်တန့်စင်ပြီးကင်းမွန်တီလေးတွေထွက်လာပြီပေါ့နော်ကျမတို့လုံးချက်လေးကြော်မယ်လုံးချက်လေးကြော်မှာဖြစ်တဲ့တောင်ကင်းမွန်တီလေးထည့်မယ်ပြီးသွားပြီဆိုရင်မစွန်ချောက်လေးထောင်းထားတာလေးကိုထည့်ပါမယ်ပြီးရင်ကြက်သွန်ဖြူကြက်သွန်နီးငရုတ်သီးစိမ့်နိုင်ငရုတ်သီးစိမ့်မဟုတ်ပေါ့နော်ငရုတ်သီးတေချာထောင်းထားတာလေးကိုထည့်ပါမယ်ပြီးရင်အချိုမုံရဲ့စားရဲ့စီရဲ့ထည့်ပြီးတော့နေပါမယ်เนาะတေချာလေးနှံ့ဆက်အောင်နေပေးပါဒါမေအိုးထဲမှာပဲထည့်ထားသေးတာပါအိုးပေါ်မရောက်သေးဘူးပေါ့เนาะအိုးပေါ်ဆိုတာမီးဖို့ပေါ်မရောက်သေးဘူးပေါ့เนาะအဲ့လိုလေးရှိပါတယ်ရှင်တေချာလေးလက်နဲ့နေပေးလို့ရတယ်ဆိုရင်နေပေးပါမေကတော့ဇွန်လေးနဲ့နေပေးထားပါတယ်ရှင်ဒီချာလေးနယ်ပြီးသွားပြီဆိုရင်တော့မေတို့ကမီးဖို့ပေါ်တင်ပါမယ်နော်မီးဖို့ပေါ်ကိုတေချာတင်ပြီးတော့နိုင်ချင်းနဲ့မှုေပါမယ်နော်မှုေပြီးတော့တေချာလေးချက်သွားပါမယ်ရှင်ကြည့်လိုက်ကြရအောင်နော်ဒီမွန်ဒီလေးတွေနွမ်းသားတဲ့အထီကိုမေတို့တေးသေးချာချာလေးမှုေပေးပါမယ်နော်ကင်းမွန်ဒီလေးတွေနည်းနည်းနွမ်းသွားပြီဆိုရင်တော့ရေလေးအရင်ထည့်ပါမယ်ရေကတော့အများကြီးမထည့်ပါဘူးနော်ဒီကင်းမွန်ဒီလေးတွေပျော့ပြီးဣသွားတဲ့အထီလိုတလောက်လေးပဲထည့်ပါနော်ရေများသွားရင်ဘာမှလုပ်လို့မရအောင်နော်အဲ့တော့ရေကိုအရင်ဆုံးချိန်ထည့်ပါလိုရဲဆိုနည်းနည်းလေးထည့်လို့ရပါတယ်မေဒီမှာတခုပြောချင်တာကလေရေကဟင်းအိုးတွေကိုရေထည့်မယ်ဆိုရင်ဆက်ဦးချင်းမှာရေထည့်လို့ရတယ်เนาะဘယ်ဟင်းမဲ့ဖြစ်ဖြစ်ရေထည့်လို့ရတယ်ဒါပေမဲ့ဟင်းချက်နေတော့မှလိုလာတယ်ဆိုရင်တော့ရေထည့်လို့လုံးဝမရအောင်เนาะရေနွေးလေးထည့်ပေးပါเนาะအဲ့ဒါဟင်းကောင်းတစ်ခွက်ကလှုပ်ဝက်ချက်ဖြစ်ပါတယ်เนาะရေလေးကိုရေနွေးလေးပဲထည့်ပေးပါဟင်းချက်နေတော့ရေထည့်ရမယ်ဆိုရင်ရေနွေးလေးပဲထည့်ပေးပါเนาะဝင်းမွန်တီလေးတွေနွမ်းသွားတဲ့ဒီချက်ပေးရပါမယ်เนาะတေချာလေးချက်ပေးပါရှင်ကမွန်တီလေးရေနွမ်းသွားပြီးရေတွေလည်းကုန်သွားပြီဆိုရင်ဒီဟာလေးကမွန်တီကိုမြည်ကြည့်ပါကမွန်တီအသားလေးကပျော့အေးလေးစားလို့ရနိုင်တဲ့အနေအထားလေးဖြစ်သွားပြီဆိုရင်တော့ချလို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်မေရဲ့ page လေးကိုမေစာတီထောင်တဲ့အချိန်ကစပြီးတော့အခုအချိန်ထိအမြဲလို like and follow လုပ်ပေးတဲ့ပရိသတ်များအားလုံးကိုလည်းမေကကျေးဇူးရမ်းတင်ပါတယ်ရှင်မင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ပါစေရှင်